မင်္ဂလာပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးချင်တာကတော့ပကံဒေတာရဲ့အစောဆုံးနဲ့အထင်ရှားဆုံးဇီဒီတစုဖြစ်တဲ့တမိုင်းဝင်ဘူးဖျားအကြောင်းပဲဖြစ်ပါတယ်ဘူးဖျားဟာပကံရဲ့တတိယမြောက်မင်းဆက်ဖြစ်တဲ့ပြူမင်းကြီးမင်းလက်ထက်ကလေးကတည်ထားခဲ့တာဖြစ်လို့နှစ်ပေါင်း2000ကျော်တက်တန်းရှိပြီလို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်ထူးခြားတာကတော့ဘူးဖျားလိုအမည်တွင်ရခြင်းအကြောင်းရင်းပါပဲရှေးတနာရီတွေအရပကံပြည်မှာတောင်းကျမ်းနေတဲ့ဘူးပင်ကြီးဘူးပင်တွေရန်ကိုနှိမ်နှင်းအောင်မြင်ခဲ့တဲ့အထိမ့်မှတ်အနေနဲ့ဒီဇီဒီကိုတည်ထားခဲ့တာဖြစ်ပါတယ်ဒီဇီဒီတော်ဟာပကံခေဦးလက်ရမွန်တစ်ခုဖြစ်ပြီးဘူးတိပုံတန်အချိုးအစားပြည့်ပြည့်လာပါတာကြောင့်အခြားဇီဒီတွေနဲ့မတူပဲထူးခြားနေပါတယ်ဖျားကြီးရဲ့ရင်ပြင်တော်ကနေကြည့်လိုက်ရင်အေယာဝတီမြစ်ကြီးရဲ့အလှကိုတဝကြီးမြင်တွေ့နိုင်တယ်လို့ဖျားနေရံတွေမှာထွန်းထူထားတဲ့ရှေးဟောင်းတရုတ်ဖော်ပုံတွေနဲ့ကြောက်မြုပ်လက်ရတွေဟာလည်းအမှုပညာရှင်တွေရဲ့လက်ရပြောင်းပြောင်းမှုကိုတက်တည်ပြနေပါတယ်နေအောင်ကြီးအောက်မှာရွှေရောင်တဝင်းဝင်းနဲ့တည်ရှိနေတဲ့ဘူးဖျားဟာရာသီဥတုအပြောင်းလဲကြားမှာမတူညီတဲ့အလှတရားတွေကိုပေးစွမ်းနိုင်တဲ့အပြင်လာရောက်လက်ပတ်သူတိုင်းကိုပကံရဲ့အစောပိုင်းတမိုင်းကြောင်းနဲ့ယဉ်ကျေးမှုဗဟုသုတတွေကိုပြည့်ပြည့်စုံစုံပေးစွမ်းနိုင်မှာပါပကံရဲ့တမိုင်းလှတရားနဲ့ပြူမင်းထီမင်းရဲ့ဂုဏ်တက်တွေကိုဘူးဖျားမှာကိုယ်တိုင်ကိုယ်ကြလာရောက်လေ့လာဖို့တိုက်တွန်းပေးရစေခင်ဗျာ